ကျမတို့တွေကလေကိုယ်ကောင်းပေးတဲ့လူတွေဘာလို့ရှာနေရှင်ကြတာလဲလို့စဉ်းစားလို့လည်းမရဘူးလို့ကိုယ်ပေါ်မှာဘယ်တော့မှအပြစ်မမြင်ဘူးလေးစားတယ်အားကိုးတယ်လုံခြုံတယ်လို့သူတို့ကလာပြီးကိုခိုးဝင်နေတယ်အဲ့လိုလူမျိုးတွေကိုဘာလို့ကိုရှာနေရှင်ရတယ်လဲကိုတလန်အတွေ့ဘာလို့အတုံးချခြင်းရလဲတကယ်လို့ဒါအဲ့ဒီလူတွေရဲ့ယုံကြည်မှုလုံးဝရော့သွားမယ်ဆိုလို့ရှိရင်မရှိတော့ဘူးယုံကြည်မှုမရှိတော့ဘူးဆိုလို့ရှိရင်သူတို့ရဲ့ကြည့်တဲ့အကြည့်တွေကိုခံစားနိုင်မလားအဲ့လိုလာပြီးတော့ယုံကြည်နေတဲ့သူတွေကတုံးနေလို့မဟုတ်ဘူးပညာမတတ်လို့မဟုတ်ဘူးအစွမ်းအစမရှိလို့မဟုတ်ဘူးကျေးဇူးတခုကြောင့်ကျေးဇူးဆိုတဲ့အရာကိုခေါင်းပေါ်မှာတင်ထားလို့တုံးနေတာနေတာကိုတုံးထားတာဒါကိုကျမတို့ကလက်ခံနိုင်ရမယ်သူရဲ့ရိုးသားမှုကိုယ့်အပေါ်မှာယုံကြည်မှုအားကိုးမှုတွေကိုကျမတို့ကတန်ဖိုးထားပေးနိုင်ရမယ်လေဟုတ်တယ်မလားဒါမှကိုကလူပိတမယ်မဟုတ်လားကိုအပေါ်မဆွဲတင်ပေးနိုင်ရင်တော့မလုံပေးပြီးအောက်ကိုတော့ချမနှင်းတင်ဘူးကိုလိုချင်တဲ့နေရာကိုတက်ဖို့အတွက်သူ့ကိုမလုံနေအများကြီးပေးပြီးတော့အောက်မှာချနေနေတာမျိုးမဖြစ်ခဲ့သင့်ဘူးလို့ထင်တယ်ဒါမှလူပိတမယ်လို့ထင်တယ်